Adanado Nidonga Chaucer Conani Goza the Great Tondoya Shisen Aguni Patama Wazula Zan to set the Winye Nadon as a Donguni Sonla Don't say yet Oja need night online ma Hoja do Luda engine Doyami Deyamia Pura so Maria let we chin yame Lina yame Chetty Webshetty Pura Vadaba Su down you that then Ama Jum Shifu Yado Afi Ada de Asway whoop you me su down me Tinaku Lojar Era Pura Vadaga whoop you jin su down ya Diga Chem Hofu Boravadari Nina Namadika Kuchintila is all lofu at Namadip. Taburavadari Nezo Shiame Yichenga Kujindila Kujindila Sureteme Tusra dea Seva Kudukavabra dea Seva Era Baweme Shawayame how Shawnyin, Losayame how Losonye. Tusray Seva who shall meet or Tusray Diago Chindo Lainache, Puravadari, Patama, Chigan, Simyada, Chitabo. Eri Brahma, Chigan, Simoma, Budi beat it now, to the Tabiro, to me, Amaro. The Batajas in the Ku Jam. The Batajas in the Surekama. Mid about that water, the Batajas in me. No, the Batajas in me. Pimazu dea leva. Amyandarwari Boma. Chanaduka Yasi Chine. Toda Kinsine. Midadea. Eri Midadea, people know. Any midday of Shipavi, Kujendila Boma, Mayadi and Lolumiao, along at Namadik Kujendila or Piso with a sham. Eri Kujendila Boma, Bidi Bide Kama, the Matajan Oche, the Matama, Gavatamon, Lise, Savijangama Popiata, Balido Ribaro, those and a ship mute yard. Tagararia Nota Nakuta Chibiro, Gavatan Lise. Gavatan Sura Bauda Lungan, Loyame, Ayuni Usulurebo. Gamma Tana, Lungan Tana. Gamma Sura Bauda Lungan, Tana Sura Biloyame, Ayu, Diatana, Dilu Deve Yard. And a Gavatan Ayu Mount Lise Peter. Eric Lise. Champion your message, Aduba Kabachan save you. No, Aduba seva. Nabido, no the D seva. Katain seva. Eridiari. On that Nabido, Piamawiara dea leva. Abemia leva, look what we are at dea leva. Now, Tadu Kabatan, Taji Leva, Ari Pedicula Tenya. Eradi Usulure, Eriboma, the Lane Piezo Bida Nama, the Gendiago, I'll maybe the Pamyare, Maranat the Deep Pawana. I'll let the Bata Kamatambe, the Bata Kamatambe. Cannot go yet, but Demade. Shows the way go singing down that leve. The attack of a time. The attack of a tansura. The Cocayan is Sabido, Chibolare, Kagada the D, Kunepateni, Kavatani. Now, can I say was Rajaro? The Tajileva Pare, but we can die. Avo kadai, diso kadai, wayo kadai. Now,
အယောင်ကတိုင်းက၄ခုသီလပိဋကလောဟိတဩရဒအဲ့ဒီပေါ်မှာစိတ်ဝင်စားပြီးတော့တမာရီကိုထူထောင်တာအဲ့ဒါဘုရားဗဒါရီကဒုတိယအဆင့်လောက်တာဖြစ်တယ်သီလကျင့်စဉ်ကျင့်ပြီးတဲ့အခါမှာသီလကကျင့်စဉ်ကိုဆင့်မြင်လိုက်တဲ့အခါတမာရီလုပ်ငန်းတစ်ခုလုပ်အောင်အကုန်လုံးလုပ်ရမယ်လို့ပြောတာမဟုတ်ကိုယ်နဲ့တင့်တော်တဲ့ကမ္မထံတစ်ခုကိုလုပ်မယ်အာနာပါနလုပ်တာလည်းပဲသမထကမ္မထံပဲထွက်လေဝင်လေမှတ်တယ်ဆိုတာအဲ့ဒါသမထကမ္မထံပဲအဲ့ဒီကနေတမာရီထူတော့ကြတာအဲ့လိုကမ္မထံ40တဲ့ကတချို့စတင်မပွားရတဲ့ကမ္မထံလည်းရှိသေးတယ်ပေါ့နော်သူလမ်းစဉ်နဲ့အဲ့ဒီ40တဲ့ကကမ္မထံ40တဲ့ကမိမိနဲ့သင်လျော်မဲ့ကမ္မထံတစ်ခုကိုခြေခံပြီးတော့ပွားများအထုတ်အဲ့ဒီပွားများအထုတ်မှုကဘယ်ဆင့်ထိလောက်ရမှာတော့ဆိုတော့စံတရားရသည်ထိအောင်လုပ်မယ်စံကအဆင့်40ရှိတဲ့ထက်မယ်ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အဆင့်40ရပေါ့ရအောင်မြင်သည်ထိအောင်လုပ်လို့ရှိရင်ဒါကသမထကမ္မထံထွတ်တိတ်ရောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒီဇန်ရဲ့ရလကတော့ဘာလို့ဆိုအဘိညာဉ်တကူအမျိုးမျိုးဖန်ဆင်းနိုင်မှုဒေဝစက္ခုတို့ဒေဝသောတာတို့အဲ့ဒါကဒီတမာရီရဲ့အကျိုးကအဘိညာဉ်ပဲနော်ဖန်ဆင်းနိုင်တယ်ပြည်ကြီးတဲ့ရှိုးလို့ရတယ်ကောင်းရင်ပြတ်တယ်လို့ရတယ်ဆိုတော့အဲ့ဒီအမျိုးမျိုးတကူဆံအမျိုးမျိုးပြနိုင်တာအဲ့ဒါအဘိညာဉ်တမာရီရဲ့နောက်ဆုံးအဆင့်ကတော့တမာရီရဲ့ရလတ်အကောင်းဆုံးရလတ်ကတော့အဘိညာဉ်ပဲဒါဘုရားဗဒါရီအနေနဲ့လမ်းမဆုံးသေးဘူးနော်အခုမြတ်သောအဖြစ်သူရောကိုရောဘုန်းကြီးတို့တွေပါဝင်ဘယ်မှာလမ်းဆုံးနေတော့ဆိုသီလနဲ့တမာရီနဲ့ပါသီလမှာပဲလမ်းဆုံးနေကြတာများတယ်ပေါ့နော်တမာရီသမထကျင့်စဉ်ထီအောင်ရှောက်တာတော်နေတယ်ပေါ့ရအောင်ပြောတာပုံမှန်လေးကတော့သမထကျင့်စဉ်ကျင့်တယ်ဥပမာအာနာပါနကမ္မထံထိုင်နေမေတ္တာဘာဝနာပွားတယ်အဲ့ဒီလိုလုပ်တဲ့အလုပ်တွေအဆင့်တော့ရှိတယ်ဒါပေမဲ့လမ်းဆုံးပန်းနိုင်ထီအောင်ရောက်လာလို့ဆိုရအောင်သီလကတော့စင်ကြယ်ပြီဆိုရင်လမ်းဆုံးပန်းနိုင်ရောက်နိုင်တယ်ပေါ့နော်သူစရိုက်တရားတွေလုံးဝရှောင်ကျဉ်ပြီးတော့ကိုယ့်ရဲ့သီလဟာကျိုးပေါက်ပျောက်ကြခြင်းမရှိလုံးဝစင်ကြယ်သွားပြီဆိုရင်ဒါသီလဘက်ကအခြေကဘက်ကပြီးသွားပြီပေါ့တမာရီသိက္ခာကြတော့တဝက်တစ်ပြည့်လို့ပြောမှာနော်စံရသည့်ထီအောင်မရောက်ရင်တော့ဒါတဝက်တစ်ပြည့်ပဲအဲ့ဒီအစင်မဲ့ဘာလို့ဒီလိုဖြစ်လာတာတော့လို့ဆိုတော့တရားရရဲ့ဆွေးမှုခုမှဆွေးရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်တုန်းကလေးကရှမ်းတွေကလည်းသတိထားပြီးကြတယ်ရှင်သာရိပုတ္တရှင်မကတ္တဗတို့သတိထားမိကြတယ်တော်တော်များများသတိထားမိကြတယ်လို့ဆိုလို့တယ်ဘာနဲ့ပတ်သက်ပြီးသတိထားမိတော့ဆိုသာသနာတော်စတင်လာတဲ့အချိန်တုန်းကတဲ့စီကံဥပဒေတွေကတည်းတည်းပဲရှိတယ်စီကံထုတ်တာနည်းနည်းပဲရှိတယ်ဒါပေမဲ့တရားသူတရားပြရတဲ့ပုဂ္ဂိုလ်တွေများတယ်ယန္နာဖြစ်တဲ့ပုဂ္ဂိုလ်တွေများတယ်သာသနာစတင်နေဆိုတော့ဘုရားရဲ့ပထမဝါ20လို့ပြောအောင်မှာဖြစ်တယ်အဲ့ဒီပထမဝါ20သာသနာတော်မှာအကောင်းဆုံးအချိန်ပဲမြတ်စွာဘုရားကိုယ်တိုင်ကိုကသူ့ရဲ့အဆုံးအမသာသနာနဲ့ပတ်သက်ပြီးယဟန်နေပေါ်မှာစိတ်တိုင်းကြဖြစ်တဲ့အချိန်ပဲနော်မြတ်စွာဘုရားရဲ့စိတ်တိုင်းကြအောင်မြင်တဲ့အချိန်ဒါထာဝရရဖို့တော့မဖြစ်နိုင်ဘူးမြတ်စွာဘုရားသာဘာဖဲဖြစ်တာကိုကျန်တဲ့ယဟန်နေတပိသာဝကတွေဘာဖဲဖြစ်ဖို့ဆိုတာရှိပါမရှိဘူး
nobody perfect ဆိုတဲ့အတိုင်းပဲနော် perfect ဖြစ်ဖို့ဆိုတာဘယ်နဲ့တဖြည်းဖြည်းဆုပ်ယုပ်လာသာသနာတိကစားတော့ကသီလအခြေခံပြီးတော့သမထပေါရောက်ကြတယ်ဝိပဿနာအခြေခံပြီးတော့ယဟနာဖြစ်ကိုရောက်ကြတယ်ဆိုရင်အဲ့ဒီအစဉ်တွေကလုံးဝပြည့်စုံသွားတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့လောကလူသားတွေရဲ့အချင်းတွေကတဖြည်းဖြည်းဆုပ်ယုပ်လာတော့ခဏခေတ်မှာဆိုလို့ရှိရင်သီလပြည့်စုံဖို့ကိုတော်တော်ကြိုးစားဒါသီလစင်ကြယ်တာဒီပဲနဲ့ကိုပထမအဆင့်ကနေပြီးတော့ရှေ့ကိုကြောဖို့တော်တော်ခဲလာနော်အောင်မြင်မှုနဲ့လာတယ်ပေါ့သမထจิตတယ်မှာမရှိဘူးလို့ပြောတာမဟုတ်ဘူးရှိခြင်းနဲ့ရှိနေမှာပဲဒါနော်တကယ်ကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့ဒါပေမဲ့ဥယျနဲ့သွားတာကိုပြောတာမြတ်စွာဘုရားလက်ထက်ကလေးကဥယျနဲ့လာတယ်ပထမတုန်းကရှမ်းတန်ဃာတွေဟာတရားတို့တရားပြရတဲ့ပုဂ္ဂိုလ်တွေသိမ့်ချီရှိတယ်နောက်ပိုင်းဘုရားဝါနှစ်20ကျော်လာတဲ့အခါကျတော့သိငနန်းထိမရောက်တော့သောကနန်းလောက်ဖြစ်သွားတယ်အဲ့လိုရော့လာတာပေါ့နော်အဲ့ဒီကနေပြီးတော့အခုဆိုတော့မြတ်စွာဘုရားနဲ့နှစ်ပေါင်းဘလောက်ဝေးသွားတော့ဆို2560ခွန်နှစ်ပေါင်း1000ကျော်ဝေးသွားပြီလေဒါတော့မှတချို့ကလည်းဝိမု ക്തി ယူကခေတ်ဆိုပြီးတော့ပြောကြသေးတယ်ဒါထေရကရတက္ကရာမှာခေတ်5ခေတ်ပိုက်ပြီးတော့ပြောထားတာတော့ရှိပါတယ်တကယ်တော့တဖြည်းဖြည်းလောကကြီးကဆုပ်ယုပ်လာတဲ့သဘောဆုပ်ယုပ်တာဘယ်အစဆုပ်ယုပ်တုံးလို့ဆိုရင်လောကသားတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်နှစ်ပေါင်းလူတွေရဲ့တက်တန်းအနှစ်9000ကစပြီးတော့ဆုပ်ယုပ်တာလောကမှာလူကိလေသာဆိုတဲ့အဆိုးတရားတွေကလောဘထွန်ကလူတက်တန်း9000လောက်ကစသွားတယ်အဲ့ဒီရှေ့ကတဖြည်းဖြည်းချင်းတိုးလာနောက်ဆုတ်နော်အဆိုးတရားတွေကနောက်ဆုတ်တာမဟုတ်ဘူးတဖြည်းဖြည်းတိုးလာလူတွေရဲ့တက်တန်းဒီကနေ့ကတရားတန်းလို့ဆိုပါစို့တရားတန်းမရောက်ခင်လူတွေရဲ့တက်တန်း9000လောက်ကနေစပြီးတော့လောကမှာအဆိုးဆုံးအဆင့်ကိုရောက်လာဟုတ်တရားတော့ပါကိလေသာအနေနဲ့အဆိုးဆုံးကိလေသာတွေစဖြစ်လာပြီလို့ပြောတာနော်လူလောကထဲမှာရောက်လာပြီလို့ပြောတာတဖြည်းဖြည်းဥယျာဉ်တက်လာတယ်ကောရမမြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကလိယုဂလို့ခေါ်တယ်ဆုတ်ကပ်ကလိယုဂကဆိုလိုတဲ့အဓိပ္ပာယ်ကလူ4ယောက်မှာ1ယောက်ပဲလူကောင်းရှိတယ်3ယောက်လောက်ကမကောင်းတဲ့လူတွေဖြစ်သွားတယ်နော်4ပုံ3ပုံကအဆိုးတစ်ပုံပဲကောင်းတယ်မာနဲ့ဥပမာပေးထားတော့ဆို4ချောင်းတော့စပွဲကြီးမှာခြေတော့3ချောင်းကျိုးနေပြီကဲခြေစပွဲတစ်ခုကိုခြေတော့3ချောင်းချိုးထားလိုက်ပဲဆိုဘလို့နေစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်နေမယ်တည်ငြိမ်မှုဆိုတာမရှိဘူးအဲ့ဒီချိန်မှာမြတ်စွာဘုရားပွင့်တာကလိယုတ်မှာပွင့်နေစားအဲ့ဒီချိန်မှာခေတ်ကြီး4ခေတ်သတ်မှတ်ထားတာရှိတယ်ပထမဆုံးအကောင်းဆုံးခေတ်ကတော့ကတ္တခေတ်လို့ခေါ်တယ်ခေတ်ဆိုတာအပိုင်းခြားကိုပြောတာကတ္တခေတ်ကလူ4ယောက်ပါ4ယောက်စလုံးကောင်းတယ်လုံးဝပါဖဲဖြစ်တယ်အဲ့ဒီချိန်မှာကိုကျင့်တရားကောင်းကြတယ်တရေတာဆိုတာဒုတိယခေတ်ဒုတိယခေတ်ကိုတရေတာလို့ခေါ်တယ်အဲ့ဒီတရေတာခေတ်ရောက်တဲ့အခါကျတော့4ပုံပုံ1ပုံလောက်ကပြက်လာတယ်3ပုံလောက်ပဲကောင်းတယ်အဲ့ဒီတဖြည်းဖြည်းလှုပ်လာနော်ဒွါပရဆိုတဲ့ခေတ်ရောက်တဲ့အခါကျတော့4ပုံပုံတဝက်စီဖြစ်သွားပြီ50-50အကောင်းက90ရာခိုင်နှုန်းအဆိုးက90ရာခိုင်နှုန်း4ပုံပုံ2ပုံကအဆိုး2ပုံကအကောင်းအဲ့ဒါဒွါပရကလိယုကရောက်တဲ့အခါကျတော့အဲ့ဒီတပုံထပ်ပြစ်သွားအဲ့တော့အပြက်က3ပုံကောင်းတာ1ပုံအဲ့ကောင်းတဲ့ပုံနဲ့မှာကိုခုအထရော့တာလို့ဆိုလို့လည်းပေါ့နော်အဆိုးကပြန်အကောင်းဖြစ်ဖို့မရအဆိုးက
အကောင်းကဘလောက်ပဲရှိနေနေအဆိုးကိုပြန်ကောင်းအောင်မလုပ်တာဥပမာပဲဆိုရင်တေသီး10လုံးတစ်လုံးကအပုပ်ကျန်တဲ့9လုံးကအကောင်းတူတူထားကြည့်ပါလားတူတူထားကြည့်လိုက်အလဲကောင်းကအပုပ်တစ်လုံးထည့်ပြီးဘေးကအကောင်းတွေရန်ထားလိုက်အဲ့ဒီအကောင်း9လုံးကအပုပ်ပဲဖြစ်မယ်အဲ့ဒီအပုပ်တစ်လုံးကိုပြန်ပြီးကောင်းအောင်မလုပ်နိုင်ဘူး10လုံး9လုံးကလိုက်ပြီးတော့ပုတ်ဖို့ပဲရှိတယ်ဟိုတစ်လုံးကိုပြန်ပြီးတော့ကောင်းအောင်မလုပ်နိုင်အဲ့ဒါလိုပဲလူလောကမှာလည်းပဲအဆိုးဘက်ကိုများလာအဲ့ဒီချိန်မှာကောရမမြတ်စွာဘုရားပွင့်လိုက်လို့လူလောကကြီးအဆိုးကဆက်မဆိုးပဲနဲ့တန့်သွားတယ်နော်အခုဘုရားပြိဋိဘံစံသွားတဲ့နှစ်ပေါင်း2560ကျော်သွားပြီအဲ့တော့ကျော်သွားတဲ့အခါကျတော့အဆိုးကပိုတိုးလာတယ်လို့ပြောနောက်လည်းဒီတဲ့တိုးဖို့ပဲရှိတယ်ပိုကောင်းမှုတော့မမျှော်လင့်နဲ့ဘာလို့တော့ဆိုစားရဆိုးကြရနောက်ပြန်လှည့်တာရှိမှမရှိတာလေဆိုးတဲ့နေရာကဆက်ဆိုးမှာပဲရှိတယ်ဒါမှရှိတော့ဆရာတော်ကြီးတွေပြောတာခက်ကောင်းဆိုတာဒီကနေ့ကိုပြောတာနေ့ဖြန်ကတော့ကောင်းချင်မှကောင်းမယ်ပေါ့ဒီလိုဆိုတာနော်ခက်ကောင်းဆိုတာကိုမမျှော်လင့်နဲ့အခုလက်ရှိအချိန်ကကောင်းတဲ့ခေတ်လို့ပဲပြောအောင်ဖြစ်တယ်ပေါ့တဖြည်းဖြည်းပို့ပြီးတော့ဆိုးလာတယ်ဘာကဆိုးတာတော့ဆိုလူတွေရဲ့တဏ္ဍာမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကအရေးအတွက်လည်းများတယ်ဖြစ်တဲ့အချိန်လည်းများတယ်အရှိန်ဝါလည်းပိုတက်လာတယ်ဆိုတော့ကောင်းတဲ့ခေတ်မှာဆိုရင်လောဘမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီလောဘကမဆိုးဘူးကိုပစ္စည်းကိုလိုချင်တာကိုပစ္စည်းကိုသိမ့်ပိုက်ထားမတရားတဲ့လောဘမဟုတ်ဘူးသူနောက်ပိုင်းရောက်လာတဲ့လောဘကမတရားတဲ့လောဘဖြစ်လာတယ်ကိုပစ္စည်းတွေမကဘူးသူရပစ္စည်းကလိုချင်အဲ့ဒီလိုပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်ပို့ဆိုးလာတာလောဘသိပဲနဲ့ဖရာလက်ထက်ကလောဘနဲ့ခဏလောဘမတူပြန်ဘူးအဲ့လိုပေါ့ဆိုလိုတာကလူတယောက်မှတူအောင်တော့လောဘကြီးတဲ့ပုဂ္ဂိုလ်ကပိုများလာတဲ့အရေးအတွက်ဖရာလက်ထက်တုန်းကဥမာမယ်လောဘက85ရာခိုင်နှုန်းရှိတယ်လောဘကြီးတဲ့လူက85ရာခိုင်နှုန်းရှိတယ်ဆို50ရာခိုင်နှုန်းရှိတဲ့ထားဒီကနေ့ကျတော့85ရာခိုင်နှုန်းတက်တာအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့ကောင်းတဲ့ပုဂ္ဂိုလ်ကမရှိဘူးလားဆိုရှိပါရှိနေဦးမှာပဲနော်လောဘကွယ်သွားတာတော့မဟုတ်ဘူးအဲ့ကြောင့်ခက်လိုက်တဖြည်းဖြည်းဆိုးဝါပြီးတော့လာတာဖြစ်တော့ဘာနဲ့ထိမ့်သိမ့်ရမလဲလို့ဆိုရင်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့ပဲလုပ်တာပတ်ဝန်းကျင်ကိုကောင်းအောင်လုပ်ဖို့ဆိုတာဓမ္မခဲရင်သွားပြီနော်ပတ်ဝန်းကျင်ကောင်းမှုတွေကိုကောင်းအောင်ကိုထိမ့်သိမ့်မှုကိုကောင်းအောင်ထိမ့်သိမ့်မှုအတွက်ကမြတ်စွာဘုရားဟောတာတဲ့တရားတွေတိုင်းလိုက်နာကျင့်သုံးမှုပဲအဲ့တော့သီလကိုအခြေခံတယ်ပထမအဆင့်သီလအခြေခံပြီးတော့သမထကျင့်တဲ့ကိုကျင့်နေသေးတယ်ဆိုရင်ဒါဒုတိယပဲပါရောက်နေသေးတယ်လို့ပြောစံပင်ချင်းထီအောင်ရောက်ရင်သမတိပါဘာဖဲဖြစ်ပြီဒါဘုရားဝတ္တလမ်းဆုံးပြီလားဆိုမဆောင်သေးဘူးပညာကျင့်စဉ်တစ်ခုကြံသေးတယ်အဲ့ဒီပညာကျင့်စဉ်ရောက်တဲ့အခါကျတော့အချိန်ကြီးကလုံးဝပြောင်းသွားပြီနော်အချိန်ကြီးလုံးဝပြောင်းသွားပထမသီလနဲ့တမာတိအချိန်တော့ပြောရမယ်ဆိုရင်သဗ္ဗေသင်္ခါရအိဋ္ဌသဗ္ဗေသင်္ခါရဒုက္ခအဲ့နှစ်ခုနဲ့ပညာဘက်ကိုသွားလို့ရတယ်အခုဝိပဿနာကျင့်စဉ်ကျင့်ပြီဆိုရင်သဗ္ဗေဓမ္မအနတ္တဖြစ်သွားပြီဒိဋ္ဌိဝိတ္တုဆိုတာကစပြီးတော့တရားဆိုတာမရှိတော့ရှုံးနေတာမရှိတယ်ကာရကကံတရားကိုပြုလို့သူဆိုတာမရှိဘူးဝေရကအကျိုးခံစားသူဆိုတာမရှိဘူးအဲ့ဒါကိုသဘောပေါက်ဖို့တော်တော်ခဲရနေနော်အဲ့ဒါအနတ္တကိုပြောတာပဲ
အတ္တဆိုတာတရားရှိနေတယ်တရားရှိရင်ပြုလုပ်သူရှိတယ်ပြုလုပ်သူရှိရင်ခံစားသူလည်းရှိတယ်အဲ့ဒိဋ္ဌိဝိတ္တုအဆင့်ရောက်တဲ့အခါကျတော့တရားဆိုတာကိုမရှိတော့ဘူးနော်တရားဆိုတာမရှိဘူးနာမရူပနာယထာဝထတနာဒိဋ္ဌိဝိတ္တုနာမတရားဆိုတဲ့အတွေးကိုဖျောက်ပြီးတော့လူတိုင်းမှာရှိတာယုံနဲ့နာနှစ်ခုပဲရှိတယ်အဲ့ဒီယုံနဲ့နှစ်ခုပေါင်းစပ်လှုပ်ရှားနေတာကိုကြည့်ပြီးတော့သူငါတရားလို့ဒီလိုထင်နေတာတကယ်ကတော့သူငါလုံးဝမရှိဘူးသူငါတရားမှာစိတ်သုံးနေသည့်အတွက်ကြောင့်သုံးညလို့ပြောတယ်သုံးညရဲ့အဓိပ္ပာယ်အဲ့ဒါပဲကိုထင်နေတဲ့တရားဆိုတာမရှိဘူးတရားမှာစိတ်သုံးပြီးတော့ယုံနဲ့နာနှစ်ခုသာရှိတယ်လို့ဆိုအဲ့ဒီအမြင်ကိုမြင်ဖို့ဆိုတာတော်တော်ကြိုးစားယူရလိမ့်မယ်တော်တော်ကြိုးစားယူရလိမ့်မယ်နော်နာမရူပနာယထာဝတတနာနာနဲ့ယုံနှစ်ခုပေါင်းစပ်နေတာကိုအမှန်တိုင်းသိမြင်မှဘုရားဘာသာမှာဒိဋ္ဌိဝိတ္တုစင်ကြယ်တဲ့ဉာဏ်အမြင်တစ်ခုရမှာဖြစ်တယ်အဲ့ဒါမှခုနကပညာစာတာဖြစ်တယ်နော်ပညာအရိယာစာအဲ့တော့လူတိုင်းကျင့်သုံးရမယ်တရားဆိုတဲ့နေရာမှာရှင်သာရိပုတ္တရာဟောတဲ့ထဲပဲဘာဟောတာတော့ဆိုအတွဲလိုက်ဒိဋ္ဌိဝိတ္တုစာယထာဒိဋ္ဌိသသပဒါနံအဲ့ခေါင်းစည်းလေးနှစ်ခုပေးတာဒိဋ္ဌိဝိတ္တုဆိုတာတစ်ခုယထာဒိဋ္ဌိသသပဒါနံဆိုတာတစ်ခုအဲ့နှစ်ခုပေးထားဒီတတိယအဆင့်အမြင့်ဆုံးအဆင့်ကိုတက်ဖို့ရနံပါတ်1အရေးကြီးတာပါတော့ဒိဋ္ဌိဝိတ္တုဖြစ်ရမယ်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိကိုပြောတာပဲဒိဋ္ဌိဝိတ္တုဆိုတာနာမရူပပရိစ္ဆေဒဉာဏ်ပညာဘူမိလို့ဆိုတဲ့ဒီအစစ်နဲ့ပြောတဲ့အခါကျတော့ပညာဘူမိဆိုတာအသိပညာနဲ့အသိပညာအတွက်အခြေခံပြုရမယ့်တရားတွေကခန္ဓာ၅ပါးအရဏ12ပါးဓာတ်18ပါးဣန္ဒြေ22ပါးသစ္စာ4ပါးပရိစ္ဆေသမုပ္ပါအဲ့ဒါအသိပညာရဲ့ချက်စားရမယ့်နေရာပညာပုပြီးပဲပညာရဲ့နယ်ပယ်လို့ဆိုလို့တယ်အဲ့တော့ဝိပဿနာတရားအထုတ်တော့မယ်ဆိုရင်ဒိဋ္ဌိဝိတ္တုဖြစ်ဖို့အတွက်ရှေ့ပိုင်းမှာဘာလုပ်ရမလဲပညာဘူမိဖြစ်တဲ့တရားတွေကိုရှေ့ဥစွာသင်ယူရမယ်မှတ်သားရမယ်မသိမဲနဲ့ဘာမသိဘူးလေဟောအခုကလောကီပညာတွေပါရူပဗေဒတို့ဓာတုဗေဒတို့ဆိုပညာရပ်တွေပရမသင်ရတာပဲ theory သင်ပြီးတဲ့အခါမှာလက်တွေ့လောက်ရတာပဲလေဘယ်အပဲဖြစ်အဲ့လိုအဲ့တော့ပရမသင်တာသင်ရမယ့် subject တွေကိုပညာဘူမိလို့ခေါ်တယ်အကျဉ်းချုပ်ကတော့ပညာဘူမိလို့ခေါ်တယ်အဲ့ဒီနဲ့ပဲကိုသင်ရမယ့်အချက်လက်တွေအဲ့တော့ဘုရားဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေကစနစ်တကျလုပ်မယ်ဆိုရင်ကိုချင်းသီလပထမပြည့်စုံအောင်လုပ်ဒုတိယသဘာဝကိုတိဆောက်တဏ္ဍအင်ဆံရသည့်ထအောင်လုပ်ပြီးပြီဆိုတဲ့အခါကျတော့မှပညာရဲ့နဲ့ပဲ subject တွေကိုသင်အဲ့ဒါကိုပညာဘူမိပြီးတဲ့အခါပညာရဲ့အခြေအမြစ်နှစ်ခုလို့အောင်ပညာမူလလို့ခေါ်တယ်အဲ့ဒါကြတော့ပညာကိုအခြေခံဖို့ရအတွက်နှစ်ခုရှိသေးတယ်အဲ့ဒါဘာလို့ဆိုသီလနဲ့သမာဓိပဲသီလဝိတ္တုစိတ်တဝိတ္တုလို့သုံးတယ်စိတ်တဝိတ္တုဆိုတာသမာဓိကိုပြောတာနော်သီလဝိတ္တုစိတ်တဝိတ္တုအဲ့ဒါကပညာမူလပညာရဲ့အမြစ်လို့ပြောတာအဲ့ဒီပေါ်မှာအခြေစိုက်ရမယ်အဲ့ဒါနှစ်ခုခုနပြောတဲ့သီလသည်ပထမအဆင့်သမာဓိသည်ဒုတိယအဆင့်ဆိုတာဒါပညာရောက်ဖို့အတွက်အဲ့ဒီနှစ်ခုကိုအခြေခံတာနော်သီလဝိတ္တုနဲ့စိတ်တဝိတ္တု
အဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ပညာတရိဒလို့ခေါ်တာ the body of ပညာပေါ့နော်ပညာအထီကိုလို့ဆိုလို့တယ်ပညာရဲ့ယတ္တိယာကပညာပူမိပညာရဲ့အမြင့်ကပညာမူလာပညာအထီကိုကပညာတရိဒအထီကို body အဲ့ဒီအထီကို body ကဘာလို့ဆိုခုပြောတဲ့ဒိဋ္ဌိဝိတ္တုအဲ့ဒီကစပါနော်ဒိဋ္ဌိဝိတ္တုကစတာတရဝဆိုတာဖြတ်အောင်မယ်နော်မေတ္တာဘာဝနာပွားနေတော့တရဝအနေနဲ့ပွားရတယ်လေဘသူချမ်းသာပါစေဘယ်ဝချမ်းသာပါစေဘယ်တတ္တဝါတွေချမ်းသာပါစေသဗ္ဗေတတ္တအဝိရဟောတုနော်သဗ္ဗေမနုဿသဗ္ဗေဒေဝသဗ္ဗေမနုဿတရဝတွေအနေနဲ့မေတ္တာပို့တာနော်တရဝအနေနဲ့မေတ္တာပို့တာသမာဓိကျင့်စဉ်ကတော့ပြည့်ညက်နဲ့သွားတာတော့ဝိပဿနာကြတော့အဲ့လိုသွားလို့မရတော့ဝိပဿနာကြတော့တရဝဆိုတော့ဖြတ်သွားတော့မယ်သဗ္ဗေတတ္တဆိုတာမရှိဘူးသဗ္ဗေဒေဝနတ်ဆိုတာမရှိဘူးသဗ္ဗေမနုဿလူဆိုတာလည်းမရှိဘူးသဗ္ဗအဋ္ဌိယောအမျိုးသမီးဆိုတာလည်းမရှိဘူးသဗ္ဗေပုရိသယောက်ျားလေးဆိုတာလည်းမရှိဘူးအဲ့လိုပြောင်းလိုက်တာနော်အဲ့ဒါကြဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်ဘာဖြစ်လို့မရှိဘူးလို့ပြောတာတော့ငကောရှိရတဲ့နဲ့ဖြောက်တာလားဆိုတော့ရှိကိုမရှိတာငကောက illusion ဖြစ်နေတာမရှိတာကိုအရှိထင်နေတာအဲ့ဒါဘာကြောင့်မရှိတာကိုရှိထင်နေတော့ဆိုတော့အဝိဇ္ဇာကြောင့်ဖြစ်တယ်တကယ်ရှိတာမဟုတ်ဘူးတကယ်ရှိတာယုံနဲ့နာပဲရှိတယ်အဲ့ဒီယုံနဲ့နာရဲ့လှုပ်ဆောင်မှုတွေပေါ်မှာလူတွေကအထင်မြင်လွဲပြီးတရားလို့ထင်နေတာနော်တရားလို့ဆိုတာလွဲမှားတဲ့အမြင်တစ်ခုသာဖြစ်တယ် illusion မျက်စိလဲတာပဲဖြစ်တယ်တကယ်ရှိနေတာယုံနဲ့နာပဲရှိတယ်အဲ့လိုဆိုလို့လေပေါ့အဲ့ဒါကိုဘယ်လိုလုပ်ဖြောရမလဲဆိုသစ်ပင်တစ်ပင်ကိုစဉ်းစားကြည့်လိုက်သစ်ပင်လို့ခေါ်တာဟာအကုန်လုံးပေါင်းနေတဲ့အချိန်မှသာခေါ်လို့ရတာသစ်ပင်ရဲ့အစိတ်ပိုင်းတွေအကုန်ဖြတ်ပြီးပုံထားလိုက်မယ်ဆိုရင်သစ်ပင်မရှိတော့ဘူးပျောက်သွားပြီလေအခုလူတွေမှလည်းပဲထို့တူပဲတရဝါလို့ထင်နေတာယုံနဲ့နာနှစ်ခုပေါင်းစပ်နေတော့တာယုတ်ကတခြားနာကတခြားခွဲလိုက်တာတဲ့တရားတဲ့ခုနတရဝါဆိုမရှိတော့ဘူးလေအဲ့လိုမြင်အောင်မြင်သွားတဲ့အသိဉာဏ်ကြတော့မှဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်သဘာဝတရားတသက်ကိုသာမြင်နေနော်ခုနတရဝါဆိုတဲ့အတွေ့လုံးဝမရှိတော့ဘူးတရဝါဆိုတာမရှိသည့်အတွက်ကြောင့်ပြုလို့သူဆိုတာလည်းမရှိဘူးအကြောင်းအားလျော်စွာနော်သူဆိုင်ရအကြောင်းကြောင့်အကြောင်းတရားရဲ့ဖြစ်မှုသာရှိတယ်ခံစားသူဆိုတာမရှိဘူးအကျိုးပေါ်တာမျှသာဖြစ်တယ်အလုံးသဘာဝတရားတသက်အဲ့ဒါကို phenomena လို့ခေါ်တယ်သဘာဝတရားတသက်ပဲအဲ့ဒါကိုသူ့ရဲ့ငါရဲ့ဒီလိုလွဲမှားစွာထင်တာလွဲမှားစွာထင်နေတာအဲ့ဒီလွဲမှားစွာထင်နေတဲ့အထင်ကိုပျောက်အောင်လုပ်အောင်ခုနသမထလုပ်နေတော့မပျောက်ဘူးအထူးသဖြင့်မေတ္တာပွားနေတဲ့ဆိုရင်လူအနေနဲ့မေတ္တာပွားတာအဲ့ဒါကိုဖြောက်ရမယ်သူကနော်အစစ်မှမဟုတ်ဘူးလူရှိတာကအစစ်မှမဟုတ်ဘူးသို့တော့ level နှစ်ခုနဲ့တွက်မယ်ဆိုရင်သူကသမ္မုဒိ level နဲ့ပရမတ္ထ level သမ္မုဒိသစ္စာပရမတ္ထသစ္စာနှစ်ခုလောကလူတွေရဲ့အသုံးနှုန်းတိုင်းဆိုရင်မှန်တယ်ဒါအမျိုးသားဒါအမျိုးသမီးဒါကလူဒါကနတ်နော်လောကလူတွေကဒါကိုအမှန်တရားဖြစ်လက်ခံထားတယ်သို့တော့ပရမတ္ထ level ရောက်တဲ့အခါကျတော့အဲ့ဒါအမှန်မဟုတ်တော့စစ်ဆေးလိုက်တဲ့အခါကျတော့ပျောက်သွားမှန်မဟုတ်ဘူးအဲ့လိုဆိုလို့တယ်ပေါ့နော်အဲ့တော့အမှန်တရားဆိုတာအသိဉာဏ်နဲ့ရှာရင်ရရမယ်မပျောက်ရဘူးရှိနေရမယ်အသိဉာဏ်နဲ့သိနိုင်ရမယ်တေချာတွေးစားလိုက်လို့ပျောက်သွားလို့ရှိရင်ဒါအမှန်တရားမဟုတ်တော့မရနိုင်ဘူးအထင်အမြင်သာဖြစ်သွားတယ်လို့တို့ဆိုလို့တယ်အဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာယုံနဲ့နာနှစ်ခုသာရှိတယ်တရားဆိုတာမရှိဘူးဒီ
ဒီနှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားပြောဆိုသွားလာနေတာသာဖြစ်တယ်ဒီကြားထဲမှာတရဝဆိုတာမရှိဘူးအကြောင်းတရားနှစ်ခုပေါင်းစပ်ပြီးဖြစ်နေခြင်းသာဖြစ်တယ်အဲ့လိုမြင်တာဒိဋ္ဌိဝိတ္တုပဲအဲ့ဒါကြောင့်ဝိတ္တုမဲ့ကြတော့နာမရူပနာယထာဝတ္တနာဒိဋ္ဌိဝိတ္တုနာမနာယုတ်တာရှိတယ်လို့အမှန်တိုင်းမြင်တာကဒိဋ္ဌိဝိတ္တုအဘိဓမ္မာသင်္ဃာကျမ်းကြတော့လက္ခဏာရတပစ္စုပဋ္ဌာနာပရဒနာဝတိနာနာမရူပပရိက္ခောအသိဉာဏ်နဲ့နော်အမှတ်အသားကိစ္စအသိဉာဏ်နဲ့ပေါ်လာပုံအကြောင်းတရားအဲ့ဒီရှုတော့က၄ခုကနေပြီးတော့ယုတ်တိနာတွေကိုရှာတွေ့တာရှာတွေ့နိုင်တဲ့အသိဉာဏ်သည်ဒိဋ္ဌိဝိတ္တုလို့ဆိုတူတူပဲတိတ်ပဲအတူတူပဲကျန်တာကတရဝဆိုတာရှာမတွေ့ဘူးဒီထဲမှာရှာတွေ့တာကယုတ်နဲ့နာဒီတစ်ခုပဲရှာတွေ့ပဲအသိဉာဏ်နဲ့ရှာလိုက်ရင်ယုတ်နဲ့နာနှမျိုးပဲတွေ့မယ်အဲ့ဒီနှမျိုးကိုသာလဲယုတ်နဲ့နာနှမျိုးကိုသာလဲသိမြင်တဲ့အသိဉာဏ်သည်ဒိဋ္ဌိဒိဋ္ဌိဆိုတာဓတ္တနာပဲအမှန်မြင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဒီနေရာမှာမိစ္ဆာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီစကားလုံးကတော့ဒိဋ္ဌိဆိုတာအမှန်မြင်ခြင်းအသိဉာဏ်ဒိဋ္ဌိနဲ့ဓတ္တနာတူတူပဲမြင်တယ်ဝိတ္တုဆိုတာမှားတဲ့အမြင်တစ်ခုကိုဖယ်ရှားပစ်နိုင်တယ်မှားတဲ့အမြင်ကိုတန်ရှင်းစေကြောပေးလိုက်နိုင်တယ်ဒါကြောင့်မလို့ဒိဋ္ဌိဝိတ္တုဆိုတာအမှန်မြင်ခြင်းကအမှားကိုရှင်းပစ်တယ်လို့ဆိုလိုတယ်နော်အမှန်မြင်ခြင်းကအမှားဆိုတာကိုရှင်းနဲ့ဖယ်ရှားပစ်တယ်တန်ရှင်းစေကြောပြစ်နိုင်တယ်ဆိုတော့ဒီအဓိပ္ပာယ်နဲ့ဒိဋ္ဌိဝိတ္တုလို့ခေါ်တာသို့တော်အဲ့ဒါတော့အင်္ဂလိပ်လိုပြန်တဲ့အခါကျတော့အလွယ်ပြန်ကြတယ် purifications of view လို့ပြန်အဲ့ဒါဒီစာပေကပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းမဟုတ်ဘူးပါဠိကျမ်းကနေဖွင့်တဲ့အတိုင်းပြန်မယ်ဆိုရင်အဲ့လိုပြန်လို့မရဘူးသူကနော်သူက the view that purified the knowledge purified view ဒီလိုပဲပြန် knowledge that purified view အသိဉာဏ်ကိုဆိုလိုတာသူကအဲ့တော့ဒိဋ္ဌိဝိတ္တုဆိုတာအသိဉာဏ်ကိုပြောတာစင်ကြယ်တာကိုပြောတာမဟုတ်ဘူးအသိဉာဏ်ကိုပြောတာအသိဉာဏ်ရှိမှအမှားတန်းစစ်ပြလို့ရမှာဟုတ်ဒါကြောင့်မို့ဒိဋ္ဌိကစကားလုံးတစ်ခုဝိတ္တုကစကားလုံးတစ်ခုဒိဋ္ဌိကအသိဉာဏ်အဲ့ဒီအသိဉာဏ်သည်မှားယွင်းနေတဲ့အမြင်တစ်ခုကိုရှင်းပြနိုင်တော့ကြောင့်ဝိတ္တုအဲ့လိုဆိုလို့ရတယ်သူကဒိဋ္ဌိဝိတ္တုသီလဝိတ္တုဆိုတာလေအဲ့လိုဆိုလို့တယ်သီလမရှိခြင်းဆိုတဲ့အကုသိုလ်ကိုသုတ်သင်ဖယ်ရှားပြလို့သီလဝိတ္တုလို့ခေါ်တယ်သီလကကောင်းတဲ့သီလအကျင့်တရားအဲ့ဒီအကျင့်တရားသည်အကျင့်သီလခင်မဲ့ခြင်းဆိုတဲ့အညစ်အကြေးကိုတန်ရှင်းစေသောကြောင့်သီလဝိတ္တုစိတ်ဓာတ်ဝိတ္တုဆိုတာလည်းထို့တူပဲသမာဓိစိတ်ဓာတ်ဆိုတာဒီနေရာသမာဓိကိုပြောတာသမာဓိကသမာဓိရဲ့အညစ်အကြေးတွေကိုသုတ်သင်ရှင်းလင်းပြလို့စိတ်ဓာတ်ဝိတ္တုလို့ခေါ်တာဒီမှာလည်းပဲဒိဋ္ဌိဝိတ္တုဆိုတာဒိဋ္ဌိဆိုတဲ့အသိဉာဏ်သည်မှားယွင်းတဲ့အမြင်ကိုရှင်းလင်းပြလို့ဒိဋ္ဌိဝိတ္တုလို့ခေါ်တာအဲ့ဒါကိုဒီနှစ်ခုတွဲပြဒိဋ္ဌိဝိတ္တုနော်မှန်ကန်သောအမြင်သည်မှားယွင်းသောအမြင်တွေကိုရှင်းလင်းပေးတယ်ဒါကြောင့်ဒိဋ္ဌိဝိတ္တုအဲ့ဒါဝိပဿနာတရားထုတ်ပြီးဆိုလို့ရှိရင်ဒိဋ္ဌိဝိတ္တုရင်ဖြစ်ရမှာသူကဒါကြောင့်မို့လို့ယုတ်နတရှိတယ်တခြားမရှိဘူးဆိုတာကိုသိကြလောက်အောင်กว่าကိုစစ်ဆေးပြီးအချင်းချင်းထပ်သင်ယူခြင်းမှတ်သားခြင်းကြားနာခြင်းလက်တွေ့ဆင်ခြင်သုံးသပ်ခြင်းဖြင့်ယုတ်နဲ့နာကလွယ်၍တခါမရှိဘူးဆိုသိအောင်လို့အဲ့ဒါကိုဆိုလို့ရပေါ့နော်
တရမဆိုတဲ့အတွေ့ကိုပြောက်အောင်လို့အဲ့ဒါပြောက်ဖို့ရအတွက်ကြိုးစားအထောက်အမယ်ဒီတိုင်းတော့ပြောက်မှာမဟုတ်ဘူးဒါကြောင့်မို့နောက်ကဆက်တာယထာဒိဋ္ဌိသသပဒနာအဲ့ဒီစင်ကြယ်တဲ့အမြင်အတိုင်းလုံလဝိရိယနဲ့ကြိုးစားအထောက်ပါအဲ့တော့ဒိဋ္ဌိဝိတ္တုကပညာအဲ့ဒီပညာရဖို့အတွက်အလုပ်လုပ်ပါလို့ပြောတာဒီနှစ်ခုကတရားအထောက်ပါအဲ့ဒီအမြင်နဲ့ရှေ့ဆက်ကြိုးစားပါလို့ဆိုလိုတယ်အဲ့ဒီအမြင်ပေါ်ရပ်တည်ပြီးတော့ကြိုးစားပါယထာဒိဋ္ဌိကိုမြင်ထားတဲ့အမှန်အမြင်တိုင်းပရဏံကြိုးပမ်းအထောက်ထင်ဒါဝိရိယကိုပြောတာနော်ဝိရိယစေတသိကဝိရိယသမ္မာဝါယာမဆိုလိုတာဒါတွေကမဂ္ဂင်၈ပါးပဲဘာမှမထူဘူးနော်ဒိဋ္ဌိဝိတ္တုဆိုတာသမ္မာဒိဋ္ဌိပဲယထာဒိဋ္ဌိသသပဒနာဆိုတာသမ္မာဝါယာမဒီနှစ်ခုတိုးမြင့်အောင်လုပ်တာပဲနော်ကြိုးစားလိုက်တဲ့အခါကျတော့ဒါမှန်ရတာနောက်တစ်ခုကဘာလို့ဆိုရင်တံဝေစနိယေတုဌာနေတုတံဝေခောတဲ့ဒါတစ်ခုတံဝေစနိယေတုဌာနေတုတံဝေခောတံဝေစနိယေတုဌာနေတုတံဝေကဖြစ်ဖွယ်ရာအကြောင်းတို့ကြောင့်တံဝေခောတံဝေကဖြစ်ခြင်းတံဝေကဆိုတာတဘာဝတရားကြီးပေါ်မှာတုံ့နှုတ်ကြောက်လျော့လာတာဟိုဒေါသနဲ့ကြောက်တဲ့တဆေးကြောက်တဲ့အကြောင်းမျိုးမဟုတ်ဘူးနော်တဆေးကြောက်တဲ့အကြောင်းမျိုးကြောက်เสียကြီးလို့မြင်လာတံဝေစနိယေတုတံဝေကဖြစ်เสียဖြစ်တဲ့ဌာနေသူအကြောင်းတရားတို့ကြောင့်တံဝေကိုစိတ်ထဲမှာတံဝေကဖြစ်ခြင်းအတိညာဖြစ်ခြင်းဒီတံဝေကအတိညာနော်ဝတ္တပါနဲ့ရှင်တဲ့အတိညာဒေါသအကြောင်းမဟုတ်ဘူးနော်အတိညာဖြစ်တာကြောက်เสียလို့မြင်တာဟာဒါထိတ်လန့်တာပဲပေါ့နော်ကြောက်เสียလို့မြင်တာအဲ့တော့တံဝေစနိယဌာနတံဝေကဖြစ်เสียအကြောင်းတရားဆိုတာဘာတွေလဲလူတွေမှာနေစဉ်တွေ့နေတယ်အဲ့ဒါတွေနဲ့တွေ့တာတံဝေကမဖြစ်ဘူးဆိုရင်ဒါကိုယ်မှညံ့နေသေးတယ်တံဝေကဖြစ်ရမယ့်အကြောင်းတွေကဘာလို့ဆိုရင်နော်သာတိဒုက္ခစရာဒုက္ခပြာတိဒုက္ခမရဏဒုက္ခအဲ့လေးခုအဲ့လေးခုကတံဝေကဖြစ်ဖို့အကြောင်း၄မျိုးပဲမွေးဖွားရတယ်ဒါလည်းတံဝေကဖြစ်ရမှာပဲဦးမင်းလာရတယ်ဒါလည်းတံဝေကဖြစ်เสียပဲယောဂရလာတယ်တံဝေကဖြစ်เสียပဲသိရတယ်တံဝေကဖြစ်เสียပဲကိုယ်ကိုယ်တိုင်သိရင်တော့အဲ့ချိန်မှာတံဝေကဖြစ်ဘူးပေါ့သိရမယ်ဆိုတာကြိုတင်သိလို့ရှိရင်တံဝေကဖြစ်တာပေါ့သူပြသိတာကိုကြည့်ပြီးတံဝေကဖြစ်လို့ရတာနော်အဲ့တော့သာတိစရာပြာတိမရဏဆိုတဲ့ဒီအကြောင်းတရားတွေကမတွေ့ခြင်းအဆုံးလူတိုင်းတွေ့နေကြတာပဲနော်ကိုဖြစ်တာတွေ့ရတယ်လို့သူများဖြစ်တာလည်းတွေ့နေရတယ်အဲ့ဒါတွေကတံဝေစနိယလို့ခေါ်တယ်တံဝေကဖြစ်เสียအကြောင်းတရားတွေအဲ့ဒါတွေတွေ့တိုင်းတံဝေကဖြစ်ရမယ်အဲ့တံဝေကဖြစ်မှာပမာစကားပြောတယ်မဟုတ်လားမတာတဲ့ခေါက်ကြောင်းဆယ်ခေါက်ဆိုပြောတာဘယ်ဒီတိုင်းလေးမတာတဲ့ခေါက်ပို့တာလေနော်မတာတဲ့ခေါက်ပို့တာလေအခုဘောရောလိုက်ပို့ပြီးတော့အတင်းပြောပြီးပို့လို့ရှိရင်အဲ့ဒါဘာမှမထူပါမဟုတ်ဘူးနော်မတာတဲ့ခေါက်ကြောင်းဆယ်ခေါက်ဆိုတာတံဝေကဖြစ်လို့ပြောတာတံဝေကမဖြစ်ရင်တော့ဘယ်နှခေါက်တော့ဘာမှမထူနော်ကြောင်းဆယ်ခေါက်လာတာတော့တမိုးရှိတယ်လို့ပြောတာလူတယောက်သေဆုံးလို့လိုက်ပို့ရင်သေခြင်းတရားကိုအောက်မေ့ပြီးတော့တံဝေကဖြစ်နိုင်လို့တံဝေကဖြစ်လိုက်ပဲဆိုရင်ကျောင်းဆယ်ကောက်သွားတာတဲ့ပို့ပြီးတော့ကုသိုလ်ရတယ်လို့ဆိုလို့တယ်ပေါ့နော်မသားတဲ့ခေါက်ကျောင်းဆယ်ကောက်ဆိုတာသို့တော့မသားတဲ့ခေါက်ပို့တာလည်းပဲရိုးနေတာရိုးနေတော့ဘာမှထူမှာမဟုတ်ဘူးတံဝေကမဖြစ်ဘူး
ဝေကဖြစ်မှတမိုးရှိမယ်လို့ဆိုလို့တယ်အဲ့တော့တန်ဝေကဖြစ်เสียအကြောင်းက၄ခုအဲ့ဒီထဲမှာနောက်ထပ်၄ခုထပ်တဲ့ပြီးတော့တန်ဝေကဖြစ်เสียအကြောင်း18မျိုးဆိုပြီးတော့ပြတာရှိတယ်အထတဝေဇနိယဝတ္ထုနိထိတ်လန့်ပွဲတန်ဝေကဖြစ်เสียအကြောင်း10မျိုးတဲ့ဒီ၄မျိုးပထမမှတ်ထားလိုက်ရောစာတိစရာဗျာတိမရဏဒီဒုက္ခ၄မျိုးကတန်ဝေကဖြစ်เสียတဲ့နောက်တစ်ခုကဘာလို့ဆိုအပယ်ဆင်းရဲဒါကိုယ်တိုင်မတွေ့ပေမဲ့အပယ်သားတွေဒုက္ခခံရတာကိုတွေးကြည့်လိုက်လို့ရှင်အဲ့ဒီအပယ်ဆင်းရဲတဲ့တန်ဝေကဖြစ်เสียပဲငရဲခံရတဲ့ပုဂ္ဂိုလ်တွေတိရစ္ဆာန်တွေစဉ်းစားကြည့်လေလူတွေကနေစနဲ့အမြငါးတွေဖန်တတ်တာမတတ်ပါနဲ့လို့ဘယ်သူမှပြောကြက်တွေဝက်တွေဖန်ပြီးတော့တတ်နေကြတယ်မတတ်ပါနဲ့လို့ဘယ်သူမှဘယ်သူမှတားပေးမဲ့လို့မရှိဘူးသူတို့မှအကာအကွယ်မဲ့တတ်ချင်တိုင်းတတ်နေကြတယ်ပြင်တတ်တော်တွေလည်းအဲ့တိုင်းအဲ့ဒါအပါယဒုက္ခလို့ခေါ်တယ်နော်တို့ချစ်တာလောက်တာအကုန်ခံနေရတာပဲလေသူတို့မှဘာမှပြတ်ပြောခွင့်လည်းမရှိဘူးဘေးကလူကလည်းလာပြီးပြောလို့မရဘူးအဲ့ဒါအပါယဒုက္ခမသေးတောင်မှနွားတွေနှစ်ပါးကျုပ်ထိုးပြီးရိုက်ခိုင်းနေတာဒါလည်းအပါယဒုက္ခပဲလေကိုယ်နှစ်ပါးကျုပ်ထိုးပြီးအဲ့လိုရိုက်ခိုင်းရင်ဘယ်လိုလုပ်လဲအဲ့တော့လူကတော့ပေါ်တွေ့နေတာနွားမှုခံရတာလို့ထင်တယ်အခုကလူတွေပါခံနေရတယ်လူကုန်ကူးတယ်ဆိုတာရှိတယ်နော်ဗမာပြည်ပါတယ်ရှိနေတယ်ကြားဖောင်မော့တင်ပေးလိုက်အဲ့လူကဘာမှဆက်သွယ်မရတော့ကြားဖောင်ဆိုတာပင်လိုက်တယ်မှာပစုံနေပါလိဖတ်နေဖောင်အဲ့ပေါ်ရောက်သွားရင်အဲ့ဒီလူကပြန်လာမရှိတော့တချို့ဆိုသေနေရတဲ့ကန်ချလိုက်တာပြီးပြီဗမာပြည်ပါကိုရှိနေတယ်အဲ့ဒါတွေအဲ့ဒုက္ခတွေကနော်အဲ့ဒုက္ခရောက်ကြတာတွေပြအဲ့ဒါအပါယဒုက္ခလို့ပြောလို့ရတယ်ပေါ့အဲ့ဒါလည်းတန်ဝေကဖြစ်เสียပဲဘာမှတုံ့ပြန်လို့မရတဲ့အနေအထားတစ်ခုပေါ့နောက်တစ်ခုကဘာလို့ဆိုရင်အတိတ်ကဝတ္တမူလကဒုက္ခဟိုဆင်းရဲကိုအခြေခံတဲ့ဒုက္ခမှန်သမျှလူဖြစ်လာလေလူဖြစ်လို့ခံရတဲ့ဒုက္ခတွေရှိတယ်လူဘဝမှာလည်းဒုက္ခတွေရှိတယ်အဲ့ဒါဝတ်နဲ့ပတ်သက်ပြီးတော့ခံအနာဂတိဝတ္တမူလကဒုက္ခတန်တရားတွေကမလွတ်သေးဘူးဆိုရင်နောက်တွေးလက်တံဒုက္ခတွေရှိသေးတယ်နော်အတိတ်တုန်းကလည်းတွေးခဲ့ပြီးနောက်လည်းတွေးအောင်မယ်ဆိုဆင်းရဲဒုက္ခတွေရှိတယ်အဲ့ဒုက္ခနှစ်ခုထည့်လိုက်ခုနတစ်ခုနဲ့ဆိုနော်နောက်ဆုံးတစ်ခုကတော့ဘာလို့ပစ္စုပ္ပန်နေအာဟာရပရိယေတနာဒုက္ခနေ့စဉ်ဘဝမှာစားစရာတောက်စရာနေဖို့ထိုင်ဖို့အတွက်လုံမှန်ရှာဖွေနေရတဲ့ဒုက္ခပဒပတ်ချီမာတယ်နော်အများကြီးဒုက္ခရောက်တယ်သက်တာတဲ့လူသားသက်တာတို့ထင်းနေကြတာကိုရှိလို့ဆိုပြီးတော့တနေ့လုံးကတနေ့စားရတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခကိုစဉ်းစားကြည့်လိုက်ဘယ်လောက်ဒုက္ခရောက်နေလဲနေ့ဖြန်အတွက်ဆံအိုးတဲ့ဆံရှိဘူးဒီနေ့လို့ရှားလာတဲ့အခါမှာဆံလေးဝယ်ပြီးတော့ညစာနေ့လို့ညမနဲ့စားတဲ့အစားစားလေးအဲ့ဒါနဲ့စားနေရတာအဲ့လိုပုဂ္ဂိုလ်တွေတဲ့ဒါအာဟာရပရိယေတနာဒုက္ခလို့ခေါ်တယ်လူတွေလားဆိုတော့မဟုတ်ဘူးတရဝတွေလည်းဒီတိုင်းပဲရှင်သေးကြီးတွေဆိုလို့ရှိရင်လည်းသူများအသက်သတ်စားတဲ့ကောင်းတွေဟာအသေးလေကြာကြီးတွေဟိုနေ့ကျွဲကြီးတွေလိုက်ဖမ်းတယ်တခါတလေကံမကောင်းအကြောင်းမလားကျွဲခါလို့သေသွားရတာရှိတယ်နော်ပြန်ပြီးတော့ခုခံလို့ဒုက္ခရောက်တာရှိတယ်သူတို့ကအစာပစာရလို့လိုက်ပြီးတော့လောက်ကြတာနေတိုင်းစားရတာမဟုတ်ဘူးဝေးတွေပါလေဆိုတော့နေတိုင်းစားရတာမဟုတ်ဘူးမစားရရက်တွေအများကြီးပဲအစာရှာရတဲ့ဒုက္ခလို့ဆိုလို့တယ်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့ဒုက္ခပေါင်း၈ခုဖြစ်သွားတယ်အဲ့ဒါကိုတန်ဝေဇနိယတရားတန်ဝေဇနိက
တံဝေကဝတ္ထု၈ပါးလို့တို့ခေါ်တယ်နော်ပြန်ပြောမယ်ဆိုရင်စာတိစရာဗျာတိမရဏအဲ့ဒါက၄ခုနော်အပါယဒုက္ခ၅ခုအတိတ်ကဝိချေခနဲ့ဒုက္ခအနာဂတ်အတွက်တန်တရားဝဋ်ထဲကဒုက္ခပစ္စုပန်ဘဝမှာအစာဝတ်နေအတွက်ရှာရတဲ့ဒုက္ခအဲ့ဒါပေါင်းလိုက်တော့အဲ့ဒါ၈ခုနော်တံဝေကဝတ္ထု၈ပါးအဲ့ဒီ၈ခုနဲ့တွေ့တဲ့အခါမှာတံဝေကဖြစ်ရမယ်လို့ပြောတာမဖြစ်ဘူးဆိုရင်ညံ့နေသေးတယ်အဲ့ဒါကြောင့်မို့တံဝေကဝတ္ထုတံဝေကဖြစ်အကြောင်းနဲ့တွေ့ရင်တံဝေကဖြစ်ပါတဲ့ဖြစ်လာပြီးရင်ဒီတိုင်းနေရမှာလားဆိုတံဝိကတ္တသယောနိသောပရဏံတံဝေကဖြစ်လာလို့ရှိရင်လောရမှာလေးရှိတယ်ဒီဒုက္ခတွေကဘာကြောင့်ဖြစ်တာအကြောင်းပဲဖြစ်တာမဟုတ်ဘူးဒီဒုက္ခတွေအကြောင်းရှိတယ်အဲ့ဒီအကြောင်းတရားတွေကဘာတွေတော့ဆိုကိလေသာနဲ့ကံပဲနော်အဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားတာကိုတံဝိကတ္တသယောနိသောပရဏံဆိုနော်ကိုယ်ရင်နဲ့နှလုံးထဲမှာကိလေသာမဖြစ်အောင်တားဆီးအကုသိုလ်မဖြစ်အောင်တားဆီးနော်တားဆီးလို့မနိုင်လို့ဖြစ်သွားရင်ဖယ်ရှားဖို့ကြိုးစားဒါမကောင်းတဲ့ဘက်ကမကောင်းတာမဖြစ်အောင်တားဆီးလို့မရလို့ကျိုးပေါက်လာတယ်ဆိုရင်ဖယ်ရှားဖို့ကြိုးစားကောင်းတဲ့ဘက်ကကုသိုလ်တရားတွေမဖြစ်သေးဘူးဆိုဖြစ်အောင်ကြိုးစားဖြစ်ပြီးလို့ရှိရင်တိုးပွားလာအောင်ကြိုးစားသမဗရတရား၄ပါးလို့ဆိုလို့တယ်အဲ့တော့လုံးเสียဒါပဲရှိတယ်လေမကောင်းတာမဖြစ်အောင်ဒါဖြစ်လာရင်ဖယ်ရှားကြိုးစားရမယ်ဒါနှစ်ချက်နောက်တစ်ခါကောင်းတာတွေမဖြစ်သေးရင်ကောင်းတာဖြစ်အောင်လုပ်တိုးပွားလာအောင်ထပ်ဆင်ပြီးတော့လုပ်မဖြစ်သေးရင်ဖြစ်အောင်လုပ်တာတစ်ခုဖြစ်ပြီးရင်တိုးအောင်လုပ်တာကတစ်ခုပတ်စံရှာရတော့နှစ်ခုပဲမဟုတ်လားလို့ပတ်စံမရသေးရင်ရအောင်ရှာတယ်ရပြီးတဲ့ပတ်စံတိုးအောင်လုပ်တယ်အဲ့လိုပဲလုပ်တာအဲ့တော့ကုသိုလ်ကနဲ့ပတ်သက်ပြီးတော့မရသေးရင်ရအောင်လုပ်ရပြီးရင်တိုးအောင်လုပ်အဲ့ဒီကြိုးစားမှု၄ရပ်ကိုတံဝိကတ္တသယောနိသောပရဏံတံဝေကဖြစ်တဲ့အခါမှာယောနိသောရှိရမယ်လို့ဆိုတာဒီလိုဆိုလို့တယ်နောက်တစ်ခုကတော့အတ္တန္တုဋ္ဌိသာကုသရေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ရောင်းရဲတင့်တယ်မှုမရှိနဲ့ကျင့်တ်မနေနဲ့လမ်းဆုံးထီအောင်သွားဥပမာသီလသမာဓိပညာဆိုဆိုငါတော့သီလလုံခြုံပြီဆိုရင်မကျင့်တဲ့သမာဓိဖြစ်အောင်လို့သမာဓိဖြစ်ပြီဆိုရင်လည်းပညာဖြစ်အောင်လို့ဒီလိုဆိုလို့ရက်မနေနဲ့နောက်ဆုံးမှာအရတ္တမဲ့ကုသိုလ်မရောက်မချင်းရက်မနေနဲ့လို့ပြောတာအဲ့ဒါကိုအတ္တန်ထုတ်တိတာရှိတာလေးနဲ့မကျင့်နိုင်ရဘူးလို့ပြောတာကျင့်နေလို့ရှိရင်ဒီပုဂ္ဂိုလ်ရှိတိုးတက်လာမရှိတော့ဘူးလေတိုးတက်လာမရှိဘူးဒါကြောင့်ကုသိုလ်နဲ့ပတ်သက်လာလို့ရှိရင်နဲ့ကျင့်အားရမှုမရှိပါနဲ့တင့်တိမ်မသွားပါနဲ့ဆက်လုပ်ပါလို့ပြောတာကောင်းတာဆိုရင်ရပ်မနေနဲ့ဆက်လုပ်လို့ပြောလို့တယ်အပတိဝါဒိတာသပရဏတမေကမ္မထာလို့အထုတ်ပြီးဆိုလို့ရှိရင်တော့တဲ့နော်မရမချင်းကြိုးစားမရနဲ့တဲ့ဒါလည်းတူတူပဲခုနကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ရောင်ရဲတင့်တိမ်တာမဖြစ်ပါနဲ့ကမ္မထာအထုတ်တဲ့ဆိုရင်လမ်းဆုံးဘာနဲ့မရောက်ဖဲနဲ့နောက်မဆုတ်ပါနဲ့ဒီနှစ်ခုအဲ့ဒီနှစ်ခုတိုးတက်အောင်လုပ်ပါလို့ဆိုဘုန်းကြီးတို့တွေတရားတူမရတာကကိုရှိတဲ့နေနဲ့ကျင့်နေတာရဲ့လမ်းဆုံးဘာနဲ့ထီအောင်မသွားချင်တာရဲ့ပြင်းတာရဲ့ဆန္ဒမရှိတာရဲ့အဲ့ဒါပဲဒီကတော့ကိုလည်းတူတူသူလည်းတူတူပဲမလုပ်သေးသမျှတော့ဘာမှရမှာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ပါရမီထိုင်ဆောင်နေတော့ကတော့ပါရမီကတော့ပါရမီလမ်းသွားရင်တော့ရောက်ချင်အောင်ဟောပါရမီဘတ်စကားကြီးကတော့လာမှာပဲနိဗ္ဗာန်ဘတ်စကားတော့မလာဘူးနော်ပါရမီထိုင်ဆောင်နေပါရမီကားဆိုတာရင်တော့ရှိတယ်လေအဲ့ကားတော့ရောက်ချင်အောင်လာမှာအဲ့တော့ပါရမီဆိုတာကိုဖြစ်နေမှပြည့်တာပေါ့နော်အဲ့ဒီဘဝမပြည့်သေးဆိုရင်နောက်ဘဝ
လုံးနေတာဆိုရင်တော့ဒါအပြစ်ပြောလို့မရဘူးလေဘာလို့လဲဆိုတော့မဲ့တယ်ဆိုတာအချိန်ကြာမှမဲ့တာလေဆိုတော့တရတိဟာမှရပောင်းတရားမှမဲ့မဲ့ဆိုရင်ရပောင်းတရားကြောင့်မဲ့ပါလေဒီကြားထဲမဲ့ခိုင်းလို့တော့မရဘူးပေါ့ကိုယ်လည်းတရားထုတ်မယ်ဆိုလို့ရှိရင်တော့ကိုယ်ဘဝဟာဘယ်နှဘဝကြာမှကိုယ်အသိဉာဏ်နဲ့ရင်းမယ်ဆိုရင်အဲ့ကြမှာတော့ရမှာပေါ့ဒီကြားထဲမှာအနုခုလိုက်ရင်တော့ပိန်ရှုံသွားမှာပဲเนาะပုတ်သွားမှာပဲအဲ့တော့ယဉ်ကျေးမှုဆိုတာသူကလည်းသူလာလိမ့်မယ်အဲ့ဒါကတခုနောက်ဆုံးဆင်းကြတော့ဝိဇ္ဇာနဲ့ဝိမု ക്തി အသိဉာဏ်ရတာနဲ့ဝိဇ္ဇာဆိုတာမဉ္ဇဉ်မဉ္ဇဉ်ဆိုတဲ့အသိဉာဏ်ဖြစ်လာလို့ရှိရင်ဝိမု ക്തി ဒုက္ခတွေကလွတ်သွားမယ်ဘာဒုက္ခလွတ်တော့ကိလေသာဒုက္ခလွတ်မယ်ဝတ္တဒုက္ခလွတ်မယ်ကိလေသာကလည်းဒုက္ခပေးလို့သူ့ကိုလည်းဒုက္ခလို့ခေါ်တယ်ကိလေသာကြောင့်ဖြစ်တဲ့ဘဝဒုက္ခဝတ္တဒုက္ခလည်းဒုက္ခပဲနော်ဝိမု ക്തി ဆိုတာအဲ့ဒီပဲအသိဉာဏ်နဲ့မှလုံးဝလွတ်မြောက်မှုဖြစ်တယ်ပေါ့အဲ့ဒါတွေမလွတ်သေးသမျှတန်တရားကမပြည့်စုံသေးဘူးအဲ့တော့ဘုရားဘာသာရဲ့လမ်းဆုံးပန်းနိုင်ကဝိဇ္ဇာနဲ့ဝိမု ക്തി ပဲဒီတတွဲနဲ့သွားတာအသိဉာဏ်ကရတ္တမေထီအောင်ရောက်သွားပြီဆိုရင်ဝိမု ക്തി အလုံးကဒုက္ခအလုံးကလွတ်မြောက်သွားပြီလို့ပြောရမယ်နော်ဘာကလွတ်မြောက်တာကိလေသာလွတ်မြောက်ကိလေသာလွတ်မြောက်သည့်အတွက်ကြောင့်ဒုက္ခအလုံးကလွတ်မြောက်တာဒါအကြောင်းလွတ်မြောက်လို့အကျိုးပါလွတ်မြောက်တယ်နော်အဲ့တော့ဒီသင်္ကေတိတုံမှာအခုလို့ချက်ကလေးတွေဒါတချို့ချက်တွေတော့ခြံထားခဲ့တယ်အရေးကြီးမယ်ထင်တဲ့ချက်ကလေးတွေရွေးဟောတာဖြစ်ပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာတကယ်ကိုစနစ်တကျအတွဲလိုက်ဟောပေးထားတာဖြစ်လို့ကိုယ်တဏ္ဍမှာဒါတွေကိုလုံးဝမဲ့ဟာတွေအများကြီးရှိတယ်ဆိုတာအဲ့ဒါတော့သိရင်ကိုလည်းမဆိုးပါဘူးနော်ကိုဘာဖက်ဆိုတာဘယ်တော့မှမဖြစ်သေးဘူးနော်ဘာဖက်မဖြစ်သေးဘူးလုံးဝမဲ့ဟာတွေအများကြီးကြံနေသေးတယ်ယန္တာဖြစ်မှသာကတံကရဏီယံလှုပ်ရှားတွေကုန်ပြီအလုံးလှုပ်ပြီးသွားပြီလို့ပြောလို့ရမယ်ပုရုဇဉ်နေမှာဆိုရင်လှုပ်ရှားတွေကြံသေးတယ်ပဲပြောအောင်ပါပဲမလှုပ်ရသေးတာတွေကများတယ်လှုပ်ပြီးသားကနည်းနည်းလေးပဲရှိတယ်တန်းလန်းပေါ့နော်တန်းလန်းပဲအေးဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုသိရှိနားလည်ပြီးတော့မိမိတို့ဘဝတိုးမြင့်သွားနိုင်အောင်လူတိုင်းကျင့်သုံးရမယ့်တရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရှိတဲ့ချာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ရှင်ကျင့်ပါပြုလို့ကြ၍အဝဒဒါနဓမ္မဒါနတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏
30 ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း